ခုဒါကတော့ကျမတို့တွေကစနေနေ့ပေါ့နော်စနေနေ့မှာရုံးကအဖွဲသားတွေတခွားသီးတုပ်စားမှာပါတခွားသီးကဒါတခွားသီးချစ်နေရပေါ့တခွားသီးကတော့ဒီသမိုင်းဈေးကနေဝယ်လာရလို့ပြောပါတယ်တစ်လုံးကို1000ပေးရပါတယ်သုံးလုံးတုပ်မှာဖြစ်ပါတယ်ကျမကတော့မတုပ်ပါဘူးနှွားပေးပါတယ်တုပ်မဲ့အမကြီးကတော့အခုချစ်နေတဲ့အမကြီးပါတခွားသီးတုပ်ကိုကြည့်လိုက်ရင်တော့ဟိုပါပေါ့တင်မောသီးတောင်းလို့ဖြစ်နေနော်ဒါပေမဲ့ရှူရှူရှက်ရှက်ဆက်ဆက်ကောင်းတယ်လို့တော့ပြောပါတယ်သူကတော့မြည်နေပြီကောင်းလားပေါ့လားဒီနော်ပေါ့ပေါ့ပေါ့တန်းနဲ့ထည့်ပြောမှာရွှေလေးတန်းနဲ့ဟိုပုံနေတဲ့ဒီရမှာရတော့ဒီထဲမှာစောက်ကိုလည်းတော့ဒီတော့ပါစေတနာတော့ပါချက်အကြီးအောင်ညာပဲနေလို့ပြန်တော့အဲ့ဒါတော့မအရသာရှိလာတဲ့တခွားသီးတုပ်လေးဖြစ်ပါတယ်တခွားသီးတုပ်ကိုအချိုတုပ်တာမျိုးမဟုတ်ပဲနဲ့ဆက်လေးတုပ်ထားပါတယ်အမြင်လေးနဲ့တင်တော်တော်ကိုစားကောင်းနေပါပြီအရသာလေးကလည်းတကယ်ဦးမှထိမိကွိရှယ်ပါပဲရှင်ဒါတခွားသီး3လုံးတုပ်ထားတာပေါ့နော်အလဲရဥတိုင်းကလုံးဝမထည့်ပါဘူးစားကြပါအောင်ရှင်